မင်္ဂလာပါရှင်မေ diary page လေးမှာကြိုဆိုပါရစေမေဒီနေ့တော့ဒီနယူးယောက်ရဲ့တောင်ပိုင်းမှာရှိတဲ့တောင်တန်းနေရေတကွန်နေနဲ့ဂျိုင်ဝမ်နဲ့တတော်အုပ်တီပေါ်များတဲ့ Cascade ဘက်ကို2ညအိတ်3ရက်ခီးစဉ်အနေနဲ့တငယ်ချင်းတွေနဲ့အတူခီးလေးထွက်ဖြစ်ပါတယ်မေတို့ Cascade ဘက်မှာဆိုရင်တော့ Airbnb ကနေငှားထားတဲ့လုံချင်းအိမ်ဖြစ်တာကြောင့်မေတို့ဟိုဘက်မှာဟောစားဖို့တောက်ဖို့ပေါ့နော်ပစ္စည်းတွေအကုန်လုံးတစ်ခါတည်းယူသွားကြပါတယ်ပြီးတော့တငယ်ချင်းတွေကို pick up လုပ်တယ်ပြီးတော့အကုန်လုံးပေါ့နော်စုံပြီးတော့မှမေတို့ထွက်မှာဖြစ်တဲ့အတွက်မေတို့စူရမှာခဏဆောင်ရတယ်တငယ်ချင်းတွေတွေ့တော့ TikTok ရိုက်တယ်ပြီးတော့ group photo လေးရိုက်ပြီးတော့မေတို့ New York ကနေပြီးတော့မှ17နာရီလောက်ကိုစပြီးတော့ထွက်ဖြစ်ပါတယ်မေတို့ New York ကနေ17နာရီထွက်ပြီးတော့ဂျားထဲမှာကကြတော့မေတို့ဒီနေရာတစ်ခုပေါ့နော်ဒီ Croton George Pass ဒီနေရာကိုဝင်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဟိုဘက် Airbnb မှာကမေတို့ check-in က3နိုင်လောက်မှရမှာဖြစ်တဲ့အတွက်ဂျားထဲမှာနောက်ထပ် site အနေနဲ့တစ်ခုပေါ့နော်တော့ဖြစ်ပါတယ်ဒီဒမ်ကကြတော့ဒီဆယ်ကကြတော့အရင်တော့က1842ခုနှစ်လောက်ကပေါ့နော် United States မှာအကြီးဆုံးဆယ်ဖြစ်ဒီမှတ်တမ်းဝင်ခဲ့ပါတယ်ဆယ်ကြီးကလည်းရမ်းလှပါတယ်ဆယ်နားမှာဆိုရင်တော့လူတွေအောက်ကိုဆင်းလို့မရဘူးဆယ်ဒီအောက်ဖက်သွားတဲ့ဘက်မှာဆိုရင်တော့ဒီရေကစားနေကြတာကိုတော့တွေ့ခဲ့ပါတယ်ဒီဆယ်ကြီးကကြတော့ New York မြို့ပေါ့နော်ဒီရေချိုးဖြန့်ဝင်မှုနေရာမှာအဓိကတုံးတာပဲဖြစ်ပါတယ်မျိုးအဲ့ဒီဆယ်မှာဆိုရင်တနိုင်လောက်အချိန်ပေးပြီးတော့ဒီမှာမျိုးဒီနေ့လည်စာအနေနဲ့ပေါ့နော်တနိုင်ခွဲလောက်ကိုနေ့လည်စာပေါ်ပိုင်းမှာပဲစားပြီးတော့မျိုးတောက်လျှောက်မောင်းပါတယ်မျိုးတောက်လျှောက်မောင်းပြီးတော့ Cascade မှာရှိတယ်မျိုးတဲမဲ့အိမ်ကိုစားကြတော့ဒီဟာလေးတက်ဝင်ကြပါတော့မျိုးရောက်သွားပါတယ်မျိုးသွားတဲ့တောက်လျှောက်ကတော့တောင်တန်းတွေတောင်တွေကိုတက်တက်ပြီးတော့သွားရတာဖြစ်တဲ့အတွက်နားဥရာလေးတော့ရှိပြီမဲ့ရှုကင်အရန်လာပြီးတော့ရေတခွန်လည်းအရန်ပေါ်ပါတယ်ဒါဆိုရင်တော့မေတို့တဲမဲ့နေရာလေးကိုပေါ့နော်ရောက်တော့မှာပါတစ်တော်အုပ်ကြားလေးထဲမှာဖြစ်တဲ့အတွက်ဒီမေတို့ငှားထားတဲ့အိမ်တအိမ်လုံးရဲ့ဘေးနားမှာတစ်တော်တွေကြီးပဲပေါ့နော်အဲ့ဒီ Airbnb မှာငှားထားတဲ့အိမ်လေးကအရန်ကိုလှပြီးတော့အခန်းတွေလည်းအရန်များပါတယ်ပြီးတော့သူကအထက်ထဲမှာပေါ့နော်ဒီအိတ်ခန်းက6ခန်းပါတယ်အပေါ်ထပ်မှာကကြတော့4ခန်းပြီးတော့ဒီအောက်ညီတန်းမှာ1ခန်းပြီးတော့ဒီမြေအောက်မှာပေါ့နော်မြေအောက်ဒီမြေအောက်ဖက်မှာက1ခန်းသူက6ခန်းပါပါတယ်ဒီအဆောက်ရဲ့ဘေးပတ်လည်မှာဆိုရင်တော့ဒီကားထားလို့နေရာမှာရပြီးပြီးတော့သူတို့ဟိုပါလေမီးလုံးပေါ့နော်မီးလုံးမို့တစ်တုံးလေးတစ်သားတွေထားတစ်တုံးလေးတွေခွဲပြီးတော့ထားပေးထားတယ်ပြီးတော့ဒီဘေးတောက်ရှောက်မှာဆိုရင်တန်တလိုင်းယွန်းနဲ့အရင်များပါတယ်တန်တလိုင်းယွန်းလေးတွေတွေ့ခဲ့ပါတယ်အိမ်ကိုပတ်ကြည့်တယ်ပေါ့နော်အိမ်ကိုပတ်ကြည့်တယ်ပြီးတော့သူ့မှာကဝရဏလေးလည်းပါတယ်ပြီးတော့အပေါ်မှာဆိုရင်ဝရဏပြီးနောက်မှာဆိုရင်ဒီကစားလို့ရတဲ့နေရာလေးတွေလည်းပါတယ်ပေါ့နော်ကစားလို့ရတယ်ညဘက်ကိုတငယ်ချင်းတွေစုပြီးတော့တချင်ဆိုတာလေးဖြစ်ပါတီလောက်တာပဲဖြစ်အဲ့လိုမျိုးလုပ်လို့ရတဲ့နေရာကောင်းကောင်းလေးတစ်ခုလည်းပါပါတယ်ဒါကြောင့်မျိုးစားရောက်ပြီပေါ့နော်စားရောက်ပြီဆိုတော့နေရတာခဏလေးကစားဖြစ်တယ်ပေါ့နော်ကစားရတယ်ဒါနဲ့ကစားတတ်ပါဘူးမကစားတတ်ပါဘူးတဲ့သူတို့အချင်းချင်းကစားမှပဲသူကစားတတ်တာတော့နေကြရင်ဟိုကြိုက်လို့မရဘူးဖြစ်နေပေါ့နော်အဲ့တော့မကစားတော့ပါဘူးဒါညဘက်ကျတော့မျိုးတို့အပြည့်မထွက်တော့ပါဘူးရောက်တာနဲ့တခါတည်းအဲ့ဒီမှာပဲစားစရာတွေပါလာဖြစ်တဲ့အတွက်ဂိမ်းတွေကစားရတယ်ပြီးတော့ညစာစားတယ်ညစာစားပြီးတော့မေတို့အဲ့ပါပဲတညတက်ဖြစ်တော့ပေါ့နော်ဒါပထမညပါဒုတိယနေ့ကကြတော့မေတို့ hiking သွားမှာပေါ့နော် hiking သွားမှာကကြတော့ဘယ်ကိုသွားမှာလဲဆိုတော့ဒီက Cascade Retreat ကို Retreat ဘက်ကို hiking သွားမှာပေါ့နော် Cascade Retreat မှာဆိုရင်ကသူကကြတော့အဓိကရေတခွန်ရှိတယ်ပေါ့နော်အဲ့ဒီရေတခွန်ကိုသွားမှာပါရေတခွန်ကလည်းအရန်လှပါတယ်မေတို့မနက်ကို10နာရီခွဲလောက်ထွက်သွားတယ်ဟိုနိုင်ဝက်မိနစ်20ကျော်နိုင်ဝက်ပေါ့နော်ဒါမနက်အစောကြီးနေထားပြီးတော့မိလုပ်ချင်တာလေးလုပ်နေရပါဒါဒန်နလိုင်းလုံးလေးတွေပါသူအရန်လှပါတယ်ပန်းခွေပြောပေါ့အလှဆင်နေရပါတော့ပြီးတော့မြေတက်တော့ရိုက်တယ်ပကြီးလေးဆွဲတယ်မနက်နေနဲ့ရောက်တုံလေးလောက်ရတဲ့ activity ဆိုတော့အရန်လည်းပြောမျိုးတွေ10နိုင်ခွဲလောက်ကိုဒီအိမ်ကနေစထွက်ပြီးတော့10နိုင်ခွဲ17နိုင်လောက်ကိုမျိုးဒီတက်မယ်ပေါ့နော်ဒီ Cascade Retreat ကိုရောက်ပါတယ်အဲဒီမှာကောင်းနှန်းကြီးလည်းအရန်ပေါ်ပါတယ်
ဒီကတော့မေတို့အဲ့ဒီဘက်က hiking သွားတာပေါ့နော် hiking ကရေတကုံမရောက်ခင်ရေတကုံအသွားတနိုင်အပြတ်တနိုင်မေတို့ဟိုမှာဆိုရင်တော့နိုင်ဝက်လောက်ပေါ့နော်နိုင်ဝက်တနိုင်လောက်ကိုမေတို့ဓပုံတွေရိုက်တယ်ပြီးတော့ဒီရေတကုံနဲ့ဆင်းတယ်ရေကစားတယ်ပေါ့နော်အတစ်ပတိတွေအများကြီးလုပ်လို့ရပါတယ်ရိုက်ပါပါဒါမေတို့ရောက်ပြီပေါ့နော်တို့ဖိုတိုတွေရိုက်တယ်စပြီးတော့ဒါမေတို့ထွက်ပါပြီ။ဒါကကြောင့်မေပန်းလေးတွေကောက်တာပေါ့နော်။မေပန်းလေးတွေ press လုပ်ပြီးတော့မေနေစောလေးနှစ်သက်လေးလုပ်ဖို့အတွက်ပန်းလှလှလေးအများကြီးရှိရတော့မေစာအုပ်လေးနဲ့ဒီကက်ကြီးလေးယူပြီးတော့ဒါမေပန်းကောက်တယ်ပေါ့နော်။ပန်းကောက်ပြီးတော့မေတို့သွားကြပါတယ်။သွားပြီးတော့တနိုင်ပေါ့နော်။တနိုင်ဒီတိုင်းပဲတက်တက်မတ်ပေါ့နော်။ဒီတောင်တက်ကားတာတို့ဘာလို့မရှိဘူး။ဒီတိုင်းလမ်းပြေလေးကိုပဲမေတို့သွားရတာပေါ့နော်။ပေါပန်းချွတ်ထားတယ်ကြတော့မင်းကြောက်ပါပြီကြောက်ပြီးချွတ်ပင်ကတော်တော်လှပါပြီဒီကောင်ကအပေါ်ဘက်မှာကဒီကောင်ကြားမယ်နေရပါတော့မင်းတို့အောက်ဘက်ကိုတော့မစင်းဖြစ်ပါဘူးအောက်ဘက်ကိုမစင်းဖြစ်တဲ့နဲ့ဒီကောင်ဒီအစပိုင်းဖြစ်တဲ့ဒီအပေါ်ပိုင်းကိုပဲမင်းတို့စင်းဖြစ်ပါတယ်သူကအဆုံးပိုင်းမှာဆိုရင်တော့အရန်အန်နေမှာပါတယ်ဘာလို့ဆိုတော့ဒီကောင်ကလည်းနေကြတော့မင်းတို့အဲ့ဒါနဲ့ပြေးတဲ့နေရာမှာပဲမင်းတို့ဒီအပေါ်ကြီးရိုက်ကြည့်ဒီလေးဆက်လေးပေါ့โอ้ပေါ့ရိုက်ဖို့ပါသွားမယ်ပြန်လာပေါ့နော်အပြန်တနိုင်တော့ပြန်နှစ်နိုင်ပေါ့နော်ပြီးတော့နေ့လေစားကြပါတယ်မရှိတဲ့ဒိုင်နာတွေဒီနောက်တိုင်းစားပါနော်အဲ့ဒီမှာပဲဝင်စားဖြစ်ကြပါတယ်ပိုရှင်းကတော့တော်တော်များပါတယ်တယောက်ကိုပကံကြီးကြီးနေတော်တော်လေးကိုစားယူပါပါတယ်ဒါနဲ့အရင်စားလို့ကောင်းပါတယ် taste ကလုံးဝကိုရီ Asian Bennett ကွဲထွက်နေတာမျိုးမဟုတ်ဘဲနဲ့စားလို့ကောင်းတယ်ပေါ့နော်အရသာရှိပါတယ်ဒါမျိုးတို့စားတောက်ကြပါတယ်ပြန်ပြီးတော့မျိုးဒီအိမ်ကိုပဲပြန်တယ်ပေါ့နော်ပြန်ပြီးတော့ဒါကကြတော့ညဘက်ကျရင်မီတို့ဒီနောက်ဆုံးညဖြစ်တဲ့အတွက်မိကဘာလုပ်လဲဆိုတော့ဒီတန်တန်လိုင်းယွန်းလေးတွေရဲ့ဒီရိုးတံပေါ့နော်ရိုးတံလေးတွေဖူးပြီးတော့မိကဆဲလက်လှုပ်စားမှာပါတော့နာမည်လေးကြီးလေခါတက်လေးနဲ့စီးပတ်လေးရမ်းဝင်နေဆိုတော့မင်းလည်းတန်တန်လိုင်းယွန်းတွေအများကြီးဆိုတော့အဲ့ဒီမှာကောက်ဖြစ်ပါတယ်စန်ထရဘတ်မှာတော့မီလည်းအဲ့လိုတုတ်စားဖို့တော့စဉ်းစားသေးတယ်ဒါပေမဲ့ခွေးရှိကူတွေပန်းထားတာများလာပြီလေတော့ကိုကောက်တဲ့သူပန်းထားတဲ့ဟာဆိုရင်အစင်းဒီမှာမဟုတ်ခဲ့တော့ဒီတောထဲမှာပဲပေါ့နော်တောထဲမှာကောက်ပြီးတော့ပဲစိတ်ချလက်စားစားမယ်ဆိုပြီးတော့အများကြီးကောက်ခဲ့ပါတယ်ပြီးတော့သူကရေနွေးနဲ့ပေါ့နော်ရေနွေးဖြောရတယ်ရေနွေးဖြောပြီးတော့မိဘာလုပ်လဲဆိုတော့စားလေးရယ်ငရုတ်ကောင်းလေးရယ် olive oil ရယ်နဲ့မိတုပ်စားပါတယ်ကလေးတွေကတော့တမိကြပါဦးမိကတော့အခါကြိုက်တဲ့အထက်မှာပါတဲ့အတွက်အရင်စားလို့ကောက်ပါတယ်အရင်လည်းကြိုက်ပါတယ်ဒါကတော့ပေါ့နော်ဒါရေနွေးလေးဖြောတယ်တုပ်ပြီးတော့မိတို့စားကြပါတယ်ဒါဒုတိယညအနေနဲ့မိတို့ဒီလိုပဲဒီစားကြတောက်ကြရင်လည်းကုန်ဆုံးခဲ့ပါတယ်
ပြန်မဲ့နေမနှက်ရောက်ပြီပေါ့နော်ပြန်မဲ့နေမနှက်မှာဆိုရင်တော့မေတို့ဘယ်နဲ့နိုင်ထွက်လာလဲဆိုတော့သူကချက်ပေါက်တိုင်းက7နိုင်ဆိုတော့10နိုင်ဆက်လာမှာဆိုတော့ပေါ့နော်ဆက်ပြီးတော့ဘယ်ကိုဆက်သွားလဲဆိုတော့အဲ့နေပြီးတော့1နိုင်လောက်မောင်းရတယ်ဒီ Ray Explorer ဆိုတဲ့ဒီယထာလေးပေါ့နော်ဘယ်လိုပြောရမလဲယထာ၄ယောက်တွဲစီလို့ရတယ်2ယောက်တွဲစီလို့ရတယ်ဒီယထာလေးပေါ့ကိုနင်းရတာပေါ့နော်နင်းပြီးတော့သွားတာအဲ့ဟာကြတော့သူလည်းတူတူပဲအသွား1နိုင်ရင်အပြက်1နိုင်တိုးတယ်2နိုင်ကိုဂျားထဲမှာသူကနောက်ဆုံးနေရကိုသူကပုံထဲမှာတော့ပြထားတဲ့ဟာကြတော့သူတရားကြီးပါတယ်ပါတယ်ဒါပေမဲ့တကယ်သွားတော့ဒီတောအုပ်လေးတွေကဖြတ်တယ်ပြကားလက်မဖြတ်တယ်အခုဘက်ထိတ်ကို15မိနစ်လောက်မှမောရတာနဲ့သူလမ်းဆုံးသွားတယ်ပေါ့နော်အဲ့ဒီမှာပဲအကုန်လုံးပြန်စုပြီးတော့ဒီဘက်ကိုလာရလမ်းအတိုင်းနဲ့မျိုးပြန်ပြီးတော့စပိန်နေကြပါတယ်လမ်းမှာဆိုရင်တော့ဟိုတစ်တော်အုပ်လေးတွေပြီးတော့ပန်းလေးတွေအားလေးပဲအားလေးပဲဒါပေမဲ့နေရတာလည်းအဆင်ပြေပါတယ်၄ယောက်ဆိုတော့တကယ်မလို့1ယောက်ညောင်းနေဆိုရင်ကျန်တဲ့3ယောက်ကညပြီးတော့နေရတာဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ဒါသွားတဲ့လမ်းမှာဆိုရင်တော့ဒီရေတကုံပေါ့နော်ရေတကုံနေရောပြီးတော့စမ်းချောင်းနေရောအရမ်းများပါတယ်ရမ်းများပါတယ်ပြီးတော့ရေကြီးလည်းရမ်းတာနေပေါ့နော်ရှုကင်းကတော့ဟိုထင်တာကတူစားတယ်လို့နေရတော့ပြော recommend ပေးတယ်ပေါ့နော်လှပါတယ်တော်တော်လှပါတယ်မင်းတို့နင်းရတာ1နိုင်အသွား1နိုင်အပြန်1နိုင်လားပြီးတော့စီရပြန်ရောက်တယ်ရှောက်ပြီးတော့မင်းတို့နေဘူးမမနေလဲရဘူးမမစားကြကျွန်တော်တော့ဘိုးလို့စီးလိုက်ဘိုးနောက်နေပြောမိလို့နေလဲစားတယ်ပေါ့နော်နေလဲစားပြီးတော့မျိုးပြန်လာပါတယ်ပြန်လာတဲ့လမ်းမှာဆိုရင်မျိုးတနည်းအား activity အနေနဲ့ကကြတော့ Hudson River Maritime Museum ကိုဝင်ဖြစ်ပါတယ်သူကကြတော့ဒီလူကြီးဆိုရင်ပေါ့နော်လူကြီးဆိုရင်30ဒါ family ဆိုရင်25သူကတော့မေးတယ်ဘာမင်းတို့ဘယ်လိုတော်လဲဆိုတော့ကိုရီးယားတငယ်ချင်းတွေလို့ပြောတော့သူကလည်းအဲ့မှာ museum မှာ2ခန်းလောက်က maintenance လုပ်နေတဲ့အတွက်သူလည်း short ပေးလိုက်တာထင်ပါတယ်မြို့တော့အကုန်လုံး8ယောက်ကိုမှ family package အနေနဲ့25ကျပ်ပဲတောင်းတယ်ပေါ့နော်မြို့တော့အထဲကိုဝင်ကြည့်ပါတယ်အဲ့ဒီမှာအရင်တော့ကဒီသုံးခဲ့တဲ့လှေတွေလှေပေါ်မှာဘလို့ဟိုတိဆောက်ထားတာတွေပြီးတော့ဘာတွေပါတာတွေအဟာတွေကိုသူကပြထားတယ်ပေါ့နော်ပြီးတော့ light house တွေဘလို့ရှိတာတွေပြီးတော့ captain ကဘလို့ရှိတာတွေဒီဘယ်လိုပြောရမလဲတင်မောသားတွေပေါ့နော်ဘလို့အိတ်တဲ့နေရာတွေအရင်တော့ပစ္စည်းအဟောင်းလေးတွေကိုပြပေးထားတာပါမေတို့ခီးစင်ပါပဲပြီးတော့မေတို့ဒီဘက်ကိုကြတော့9နိုင်ပေါ့နော်9နိုင်မိနစ်20လောက်ကိုမေတို့ဒီဘက်ကိုချိန်ရောက်ပါလာပြီးတော့ခီးစင်လေးကပြီးဆုံးသွားပါတယ်ဒီခီးစင်အတူချုပ်ပြောရမယ်ဆိုရင်အရန်ပျော်ပါတယ်
ညအိတ်3ရက်ပဲမဲ့ hiking တွေလည်းသွားရတယ်အဓိကဒီတောတွေတောင်တွေနဲ့လည်းသွားရတယ်ဆိုတော့ relax လည်းဖြစ်ပါတယ်ပြီးတော့အရန်လည်းမပင်ပန်းဘူးပေါ့နော်အရန်လည်းမပင်ပန်းဘူးဖြစ်တဲ့အတွက် hiking မှာဆိုရင်လည်းအသွား1နာရီအပြန်1နာရီဒီယထာစီးတဲ့နေရာလေးဆိုရင်လည်းအသွား1နာရီအပြန်1နာရီဆိုတော့အရန်ကိုဒီ hike သွားတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ဟို AACC relax လည်းဖြစ်တယ်ပြီးတော့ဒီရှုခင်းတွေလည်းကြည့်ရတယ်ပေါ့နော်အဲ့တော့မိကားကြောင့်ဒီခီးစဉ်လေးကိုအရန်သဘောကျပါတယ်အဲ့တော့အဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ခီးစဉ်နေမှာပဲပြန်ဆုံပါမယ်နော်